မင်္ဂလာဆောင်နေ့မှာကောင်မလေးကသူ့မိဘတွေကိုဒူးထောက်အယိုးအသေးပေးနေစဉ်သူ့အမေရဲ့ပုံတူပကြီးကားကသူ့ကောင်းပေါ်ကိုမထင်မှတ်ပဲပြုတ်ကျလာခဲ့တဲ့အံ့ဩဖွယ်ကောင်းစွာနဲ့ပဲသူ့ရဲ့ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့အကြားအာယုံကရုတ်တရက်ပြန်လဲရရှိလာခဲ့တယ်။သူမကဒီသတင်းကိုသူ့ခင်ပွန်းကိုဝေမျှဖို့မစောင့်နိုင်တော့ပေမဲ့အခန်းထဲကနေစကားပြောတံတွေကြားလိုက်ရတယ်။အဲ့ဒါကသူ့ခင်ပွန်းနဲ့တခြားအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တကယ်တော့အမျိုးသားကသူမကိုအချိန်တော်ကြာမထီမဲ့မြင်ပြုနေခဲ့တာပါ။သူမကိုလက်ထပ်ခဲ့တဲ့တခုတည်းသောအကြောင်းရင်းကတော့သူမရဲ့အစုရှယ်ယာတွေကိုတင်ပိုက်ဖို့ပါပဲ။ဒီစကားတွေကိုကြားတော့အမျိုးသမီးကနေရာမှာတင်ကျက်တည်တည်သွားခဲ့တယ်။သူမကမတော်တဆအတန်တခုပြုလုပ်မိခဲ့တယ်။အမျိုးသားကအတန်ကြားရနောက်ကိုလိုက်ပြီးအပြေးထွက်လာကသူမကိုဂယုဆိုင်ဟန်ဆောင်ခဲ့ပါတယ်။အမျိုးသမီးကသူ့ခင်ပွန်းနဲ့အတူရှိနေတဲ့တခြားအမျိုးသမီးဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်လိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူး။တကယ်တော့သူတို့ကသူမကိုတစ္ဆာဖောက်နေခဲ့တာကြားခဲ့ပါပြီ။သူ့ကိုယ်သူကာကွယ်ဖို့အတွက်အမျိုးသမီးကနားမကြားဟန်ဆက်ဆောင်ပြီးမင်္ဂလာပွဲကိုပုံမှန်အတိုင်းဆက်လက်ကျင်းပခဲ့တယ်။ခမ်းနားတွင်မှာသူ့ရောက်ခမကသူမနားမကြားဘူးလို့ထင်ပြီးသူမကိုအဆက်မပြတ်အောင်ငေါက်နေခဲ့တယ်။ဒါကြောင့်လက်ဖက်ရည်ကက်လူတဲ့ခါမှာတော့အမျိုးသမီးကသူ့ရောက်ခမရဲ့ခွက်ကိုတမင်တက်တက်မှောက်ချလိုက်ပါတယ်။သူ့သားကအစုရှယ်ယာတွေကိုအစဉ်ပြေပြေရရှိဖို့အတွက်ရောက်ခမဖြစ်သူကသူ့ဒေါသကိုမျိုးသိပ်ထားခဲ့တယ်။သူမမသိခဲ့တာကတော့အမျိုးသမီးကလွှဲပြောင်းရေးစာချုပ်ကိုပြင်ဆင်ပြီးဖြစ်နေတာပါပဲ။သူမကသူ့ခင်ပွန်းစီသွားရမယ့်အစုရှယ်ယာအားလုံးကိုပရဟိတအဖွဲ့အစည်းစီကိုလှူဒန်းလိုက်ပါတယ်။ခင်ပွန်းဖြစ်သူကဒေါသပေါက်ကွဲသွားခဲ့ပေမဲ့အမျိုးသမီးကလုပ်ငန်းစုကြီးတစ်ခုလုံးကိုလွှဲပေးမယ်လို့ပြောပြီးသူ့ကိုနှစ်သိမ့်ခဲ့တဲ့အမျိုးသားကသူမကိုယုံကြည်ခဲ့ပါတယ်။မင်္ဂလာပွဲပြီးတဲ့နောက်မှာတော့အမျိုးသမီးကလုပ်ငန်းစုကြီးကိုသူ့ခင်ပွန်းစီလွှဲပေးခဲ့တဲ့အမျိုးသားကသတင်းစာရှင်းလင်းပွဲတစ်ခုမှာဒီသတင်းကိုကြီးညာနေချိန်မှာပဲ18နှစ်ကြာပျောက်ဆုံးနေတဲ့အမျိုးသမီးရဲ့အကိုကရုတ်တရက်ပေါ်လာခဲ့ပါတယ်။အမျိုးသားရဲ့အစီအစဉ်ကနောက်တစ်ချိန်ကြာရှုံးခဲ့ရပြန်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အမျိုးသမီးကနားမကြားသေးဘူးလို့ထင်ပြီးသူမကိုချိန်မောင်းအောင်ဟစ်ခဲ့တယ်။သူ့နောက်ကနေတိုက်ခိုက်ဖို့တောင်ကြိုးစားခဲ့ပါသေးတယ်။ကံကောင်းစွာနဲ့ပဲအမျိုးသမီးရဲ့တငယ်ချင်းတွေကသူ့ကိုအချိန်မီတားဆီးနိုင်ခဲ့ကြတယ်။ဒါကြောင့်အမျိုးသားကသူ့မရှိမှတမင်ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ပြီးသူ့အကိုကိုဖယ်ရှားဖို့ကြံစည်ခဲ့ပါတယ်။အမျိုးသမီးကဒါကိုကြားတော့တန့်စင်ကန်းထဲမှာပုံပြီးသူ့အကိုကိုချက်ချင်းဖုန်းခေါ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဖုန်းခေါ်ဆိုမှုကဘယ်တော့မှမဝင်ခဲ့ပါဘူး။သူမမသိခဲ့တာကတော့အမျိုးသားနဲ့သူမအကိုကပူးပေါင်းပြီးဖြစ်နေတာပါပဲ။အမျိုးသားကသူမအကြားအာယုံပြန်ရသွားပြီလို့တန်တရားဝင်ပြီးဒီထောင်ချောက်ကိုတမင်ဆင်ခဲ့တာဖြစ်ပါတယ်။သူ့အကိုကိုဆက်သွယ်လို့မရတော့တာကြောင့်အမျိုးသမီးကသူ့ကိုရှာဖို့ရင်မောင်းထွက်သွားခဲ့တယ်။မထင်မှတ်ပဲသူမကအမျိုးသားရဲ့အကြံစီတွေကိုတဲတဲမမတ်ကြားရောက်သွားခဲ့ပါတယ်။အမျိုးသမီးကဘေးကင်းစွာလွတ်မြောက်နိုင်ပါမလား။